ဘာနတ်သောမြေခွေနှင့်ညံကောင်းသောငှက်ကလေးများတောထဲမှာမိုးရွာသွန်းနေတာ3ရက်ဆက်တိုက်ရှိသွားပြီထို့ကြောင့်အန်နီမီနူကတောထဲမှာမိုးရွာတာအတော်ကြားနေပြီအခုချိန်လောက်ဆိုရက်တင်နေပြီဟုပြောလေတယ်ထိုအခါယာနုကဟုတ်တယ်အန်ဒီမိုးတွေဆက်တိုက်ရွာနေတာကြောင့်အကုန်လုံးဒုက္ခရောက်ပြီးစိတ်ညစ်နေကြရတယ်ကျမတောထဲကိုခဏလှည့်ပတ်ကြည့်ပြီးပြန်လာခဲ့မယ်ဒီလိုပြောပြီးယာနုဟာမိုးရေထဲမှာပြန်တန်းထွက်ခွာသွားပါတယ်မကြခင်မှာပဲမိုးမိပြီးတုံညီနေတဲ့စိတ်ကလေးတစ်ကောင်ကိုတေးလိုက်ရပါတယ်ဟဲဒီစိတ်ကလေးကအေးထန်ကြောင့်တုံညီနေတာပဲအိမ်အပြန်လမ်းပြောင်းနေပုံရတယ်ယာနုကအဲ့ဒီလိုပြောနေတော့မှပဲစိတ်ကလေးနဲ့မလမကန်ကတစ်ပင်တစ်ပင်အနီးမှာမြေခွေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်ဒီမြေခွေးကတော့ငါတို့တောကမဟုတ်တာသိကြတယ်တခြားတောကဖြစ်မယ်ထင်တယ်ယာနုကမြေခွေးနားကိုပြန်တန်းသွားပြီးမင်းဘာတူလဲငါကဒီတောတွေကသတ္တဝါအားလုံးကိုသိတယ်မင်းကဒီတောတွေကမဟုတ်ဘူးထင်တယ်ထိုအခါမြေခွေးကမင်းပြောတာမှန်ပါတယ်ငါကဒီတောကမဟုတ်ဘူးငါဒီတောကိုဖြတ်သွားနေတော့မိုးရွာလာတာနဲ့မိုးလွတ်အောင်ဒီမှာခဏနားနေတာမိုးရရင်ငါထွက်သွားမှာပါထိုအခါယာနုငါကကောင်းပါပြီလို့ပြောပြီးစိတ်ကလေးနာကိုသွားကမင်းကဒီမှာဘာလုပ်နေတာလဲမင်းမိကဘယ်မှာလဲမင်းနာမည်ကရောဘယ်လိုခေါ်လဲကျွန်တော်နာမည်ကိုလူပါမိုးရေထဲမှာကစားနေတာကစားရင်းနဲ့အဝေးကြီးရောက်လာပြီးအိမ်အပြန်လမ်းပြောက်သွားတာပါဒီလိုပြောပြီးကိုလူကငိုပါတော့တယ်ထိုအခါယာနုငါကစိတ်မပူပါနဲ့ငါမင်းကိုအိမ်ပြန်လိုက်ဖို့ပေးပါမယ်ဒီလိုနဲ့ယာနုငါဟာကိုလူကိုခေါ်ပြီးအိမ်ပြန်လိုက်ဖို့ပြီးနေချိန်မှာပဲကိုလူရဲ့အမေနဲ့လမ်းမှာတွေ့ခဲ့ပါတယ်ကိုလူတမိဘယ်တွေလျှောက်သွားနေတာလဲအမေဘယ်လောက်ထိစိတ်ပူခဲ့ရလဲသိလားကိုလူကသူ့အမေကိုမြင်တော့ဝမ်းသာသွားပြီးအမေတမိအမြဲတမ်းနောက်ဆိုမေစကားကိုနားထောင်ပါမယ်ထိုအခါယာနုငါကကိုလူကိုပြောလိုက်ပါတယ်တမိအခုတမိအမေနဲ့တူအိမ်ပြန်လိုက်သွားတော့နော်မိုးမရမချင်းအပြင်မှာထွက်ပြီးမကစားပါနဲ့အောင်ကိုလူကသူ့အမေနဲ့တူထွက်ခွာသွားပြီးယာနုငါဟာလည်းပြန်တန်းကအန်ဒီမီနုငတ်စီကိုပြန်လာပြီးဖြစ်ချောင်းကုံစင်ကိုပြောပြလိုက်ပါတော့တယ်ယာနုငတ်ပြောတာကိုကြားတော့အန်ဒီမီနုဟာအတွေ့တစ်ခုဝင်သွားပါတယ်ထိုကယာနုကအန်ဒီဘာလို့ဒီလောက်ထိနည်းနည်းစဉ်းစားနေရတာလဲအဲ့ဒီမြေခွေးကအပြစ်မဲ့တဲ့စိတ်ကလေးကိုအန်ရပြုတ်ဖို့ချန်စီနေတာများလားလို့တွေးမိလိုက်လို့ပါမဖြစ်နိုင်ပါဘူးအဲ့ဒီမြေခွေးကကြောက်နေပုံရပြီးတစ်ပင်အောက်မှာရက်နေတာမိုးရက်ရင်သူထွက်ခွာသွားမှာတဲ့နောက်တနေ့မှာပဲမိုးတိတ်သွားပါတယ်ယာနုငတ်ကနေအောင်ကြီးကိုခန်းစားရင်းအနားယူနေတော့မှပဲမိုးနုငတ်ကရောက်လာပြီးယာနုငတ်ကိုပြောလိုက်ပါတယ်ဟဲယာနုရှင်ကဒီမှာตายရနေတာပဲဟိုမှာတော့စိတ်မလေးတစ်ကောင်ငိုယိုးနေတယ်ဘာဖြစ်တာလဲမသိဘူးဒါစိတ်မလေးကငိုယိုးနေတာလဲငါလည်းမသိရပါလားအဲ့ဒီစိတ်မလေးကသူ့ကလေးကိုရှာနေတာတဲ့သူ့ကလေးကမင်းညကလေးကအိမ်ကနေပျောက်သွားတာလို့ပြောတယ်မိုးနုငတ်ကယာနုကိုခေါ်ပြီးသွားကြည့်လိုက်တဲ့အခါအဲ့ဒီစိတ်မလေးဟာကိုလူရဲ့အမေဖြစ်နေပါတယ်ထိုအခါယာနုကဘာဖြစ်တာလဲအန်ဒီဘာလို့ငိုယိုးနေတာလဲမနေ့ကသမီးလေးကိုအိမ်ခေါ်လာတယ်မနေ့ရောက်တော့သူကပျောက်သွားပြန်တယ်ဒီတော့တစ်ခုလုံးကိုလည်းရှာပြီးသွားပြီဘယ်မှရှာလို့မတွေ့ခဲ့ဘူးစိတ်မပူပါနဲ့အန်ဒီကျမအခုပဲသွားပြီးသူ့ကိုရှာလိုက်ပါမယ်ယာနုငါဟာကိုလူကိုစတင်ရှာဖွေပါတော့တယ်ဒါပေမဲ့လည်းဘယ်နေရာမှသူ့ကိုမတွေ့ခဲ့ပါဘူးအဲ့ဒီခါမှာသူ့မျက်လုံးကတစ်ပင်အောက်မှာအနားယူနေတဲ့မြေခွေးစီရောက်သွားပါတယ်ယာနုငါကမြေခွေးစီကိုသွားပြီးရှင်စိတ်ကလေးတစ်ကောင်ကိုတွေ့မိသေးလားနေကမိုးရေထဲမှာဆွတ်နေတဲ့စိတ်ကလေးကိုလေထိုအခါမြေခွေးကငါတော့အဲ့ဒီစိတ်ကလေးကိုမတွေ့မိပါဘူးရှင်ပြောတော့မိုးတိတ်သွားရင်ဒီတော့ကနေထွက်သွားမယ်လို့ပြောခဲ့တယ်မဟုတ်လားဟုတ်တယ်ငါသွားမှာပါဒါပေမဲ့မင်းကဒီတော့ရဲ့ဘရင်လို့ဒီမှာမင်းရဲ့အာဏာပဲရှိတယ်လို့မျိုးပြောနေတာပဲငါထွက်သွားခြင်းနဲ့နေမှာဒီကနေထွက်သွားမှာယာနုငါဟာစိတ်ထဲမှာငါဒီမြေခွေးကိုတန်တရားရှိနေတဲ့တောပြင်ချင်းစိန်မင်းစီသွားတိုင်ရမယ်လို့တွေးလိုက်ပါတယ်ယာနုငါဟာတောပြင်ချင်းစိန်စီကိုသွားပြီးအဖြစ်ပြက်အကုန်လုံးကိုပြောပြလိုက်ပါတယ်ဒီမြေခွေးကဂိုလူလေးကိုတက်ပြီးစားလိုက်တာလို့ကျမတန်တရားရှိတယ်ချင်းနေမင်းကဒေါသထွက်ပြီးယာနုငတ်ကိုပြောလိုက်ပါတယ်အဲ့ဒီမြေခွေးပြောတာမှန်နေတာပဲမင်းကအမြဲတမ်းတောထဲကသတ္တဝါတွေကိုစန့်ကျင်ပြီးငါ့ကိုလာတိုင်တော့နေတာပဲမင်းကဘာဖြစ်ချင်နေတာလဲအဲ့ဒီချိန်မှာပဲမြေခွေးဟာကိုလူနဲ့တူထွက်လာပြီးချင်းသိမင်းစီရောက်လာတာကိုမြင်လိုက်ရပါတယ်ယာနုငတ်ကတော့ဒီမြင်ကွင်းကိုမြင်ပြီးအံ့ဩသွားပါတယ်ထိုအခါမြေခွေးကငါကတောထဲမှာဒီကလေးပျောက်သွားတာကိုသိတော့ငါသူ့ကိုရှာဖို့ထွက်သွားခဲ့တယ်ဒါပေမဲ့ဒီယာနုငတ်ကမဟုတ်မမှန်တဲ့စကားတွေနဲ့ချင်းသိမင်းကိုလာတိုင်တော့လိမ့်မယ်ဆိုတာငါသိနေတယ်ဒါကြောင့်ငါကအရင်ဆုံးအကုန်လုံးကိုပြောပြခဲ့တာပဲထို့နောက်ချင်းသိမင်းကယာနုငတ်ကိုကြည့်ပြီးပြောလိုက်ပါတယ်မင်းပြောတော့ဒီမြေခွေးကအပြစ်မဲ့တဲ့စိတ်ကလေးကိုတတ်ခဲ့တယ်ဆိုဒါပေမဲ့သူကမင်းမလာခင်မှာစိတ်ကလေးကိုခေါ်ပြီးဒီကိုခေါ်လာခဲ့တယ်ငါမင်းကိုအပြစ်ပေးရလိမ့်မည်ဟုဆိုကသူ့စစ်တီတွေကိုအမိန်ပေးပြီးယာနုငတ်လေးကိုလှောင်ရင်းနဲ့ထည့်လိုက်ပါတယ်ချင်းသိမင်းကတော့မြေခွေးကိုကြည့်ပြီးမင်းဒီတော့မှပျော်သလောက်နေလို့ရပါတယ်ဟုပြောလိုက်ပါတယ်ထိုအခါမြေခွေးကပျော်ရွှင်စွာနဲ့ထွက်ခွာသွားပါတယ်မိုးနုငတ်ကတော့ထိုမြင်ကွင်းအားလုံးကိုမြင်ပြီးချက်ချင်းပဲအန်ဒီမီနုငတ်စီသွားပြီးအဖြစ်ပြက်အားလုံးကိုပြောပြလိုက်ပါတယ်အန်ဒီမီနုတော့ပြင်ချင်းနေမင်းကယာနုငတ်လေးကိုဖမ်းလိုက်ပြီးတခုလောက်ပါအောင်အန်ဒီမီနုဟာလေးလေးနက်နက်တွေးတော့ရင်းပြောလိုက်ပါတယ်
ရှာနုငါကအဲ့ဒီမြေခွေးဟာတမင်အောက်မှာရပ်ပြီးစိတ်ကလေးကိုကြည့်နေတယ်လို့ပြောတော့ကြတဲ့ကငါတခုခုမှားနေပြီလို့ထင်ခဲ့တာဒါပဲဖြစ်ဖြစ်မို့နူငါတို့ယာနုငါကိုအဲ့ဒီလောင်ရင်ထဲကနေထုတ်ပေးရမယ် စိတ်မပူပါနဲ့အန်ဒီကျမတို့နှစ်ယောက်ပေါင်းပြီးယာနုကိုကယ်တင်ကြတာပေါ့ ဟုတ်တယ်ငါတို့အခုအဲ့ဒီမြေခွေးကိုပဲအာယုံစိုက်ဆောင်ကြည့်ရမယ်အဲ့ဒီမြေခွေးရဲ့စိတ်ထဲမှာဘာတွေရှိနေလဲသူဘာရွေချက်နဲ့ဒီတော့တဲ့ရောက်လာတာလဲဆိုတာကိုအရင်ဆုံးသိအောင်လုပ်ရမယ် အန်ဒီမီနူနဲ့မိုနူငတ်တို့ဟာထိုနေ့ကစပြီးမြေခွေးကိုစောင့်ကြည့်နေပါတော့တယ်မြေခွေးဟာနေဘက်မှာတော်တဲ့လှည့်လည်သွားလာပြီးတခြားတိရစ္ဆာန်တွေကိုအနိုင်ကျင့်ကအသားတွေကိုခိုးယူစားတော့ပါတော့တယ်ဒီနေ့မှမြေခွေးဟာလမ်းလျှောက်လာရင်ဂိုလူးစိတ်ကလေးရဲ့အိမ်သားကိုရောက်လာပါတယ်ဂိုလူးကတော့သူ့အိမ်အပြင်မှာကစားနေပါတယ်မြေခွေးကစိတ်ကလေးကိုစားလို့တဲ့ကြည်နေတာကိုအန်ဒီမီနူနဲ့မိုနူငတ်တို့ကတွေ့သွားပါတယ်အန်ဒီမီနူဟာချက်ချင်းမိုနူငတ်ကိုပြောလိုက်ပါတယ် မိုနူနေမမြန်သွားပြီးချင်းသိမင်းကိုဒီကိုခေါ်လာခဲ့ ဒါပေမဲ့ချင်းနေမင်းကကျမစကားကိုနားထောင်ပြီးဒီကိုလိုက်လာပါမလား ဘလို့နည်းနဲ့ပဲဖြစ်ဖြစ်ချင်းသိမင်းကိုဒီကိုခေါ်လာခဲ့ရမယ် အန်နီမီနူရဲ့စကားကိုကြားတော့မိုနူငတ်ဟာချက်ချင်းပြန်တန်းသွားပြီးတောပြင်ချင်းသေးစီကိုရောက်သွားပါတယ်ထိုအခါချင်းသေးမင်းကမိုနူမင်းဖာလို့ဒီကိုရောက်လာတာလဲငါအခုငှက်တွေကိုမယုံကြည်တော့ဘူး ကျမမှာရှင့်ကိုအရေးတကြီးပြရတာတခုရှိတယ်ကျမနဲ့သာလိုက်ခဲ့ပေးပါ ဒါပေမဲ့မင်းငါကိုဘယ်ကိုခေါ်သွားမလို့လဲ ကျမနဲ့သာလိုက်ခဲ့ပါကျမရှင့်ကိုဗာပြခြင်းလဲဆိုတာကိုမျက်လုံးနဲ့သာကြည့်လိုက်ပါ ချင်းသေးပြင်ဟာမိုနူငတ်နဲ့အတူချက်ချင်းအဲ့ဒီနေရာကိုလိုက်သွားပါတယ်ထိုအခါအန်နီမီနူကချင်းသေးပြင်ကိုပြောလိုက်ပါတယ် တော့ပြင်ကြီးရှင်အဲ့ဒီတပင်နောက်မှာပုံနေပြီးကိုမျက်လုံးနဲ့ကိုသာကြည့်လိုက်ပါ အန်နီမီနူပြောတဲ့အတိုင်းချင်းသေးပြင်ဟာတစ်ပင်နောက်မှာပုံနေလိုက်ပါတယ်မြေခွေဟာဂိုလူနာရောက်လာပြီးသူ့ကိုကြည့်ရင်ပြောလိုက်ပါတယ်ငါဒီနေ့မင်းအသားကိုစားခြင်းနဲ့ ရှင်ဘာတွေပြောနေတာလဲအရင်တစ်ခါကျမလမ်းပြောက်သွားတော့ကရှင်ပဲကျမကိုချင်းနေမင်းစီခေါ်သွားပြီးကျမမေစီပို့ပေးခဲ့တာ မိုင်မဲတဲ့စိတ်ကလေးအဲ့ဒါငါရဲ့လှည့်ကွက်တစ်ခုပဲငါသိတယ်ယာနုငတ်ကဒီတော့ထဲမှာအထက်မြက်ဆုံးဆိုတာငါသူ့ကိုထောက်ချောက်စင်မှုအစီအစဉ်ဆွဲခဲ့တာဒီမိုင်မဲတဲ့ချင်းလေးကယာနုငတ်ကိုပဲအပြစ်တင်ခဲ့တယ်ဒါပေမဲ့အခုငါအတွက်အန္တရာယ်မရှိတော့ဘူးငါမင်းကိုစားရင်တောင်ချင်းလေးပြင်ကငါ့ကိုဘယ်တော့မှတန်တရားရှိမှာမဟုတ်တော့ဘူးမင်းကိုစားပြီးရင်ငါဒီတော့ထဲမှာငါစိတ်ကြိုက်လုံနိုင်တော့မယ်ဒီလိုပြောပြီးမြေခွေးကဂိုလူးစိတ်ကလေးကိုတိုက်ခိုက်တော့မဲ့အချိန်မှာပဲချင်းနေမင်းဟာဟိန်းဟောက်ပြီးအဲ့ဒီနေရာကိုရောက်လာပါတယ်ချင်းနေမင်းရဲ့ဟိန်းဟောက်တန်ကိုကြားလိုက်ရတဲ့အခါမြေခွေးဟာလုံးဝထိတ်လန့်သွားပါတယ်မင်းရဲ့လက်ွက်တွေကကောင်းပါတယ်မင်းကဒီတော့ထဲမှာအထက်မြတ်ဆုံးနဲ့ငါရဲ့အယုံကြည်ရဆုံးငှက်ကိုငါလက်နဲ့ပဲဖန်ဆီးစေခဲ့တယ်ငါမင်းကိုအရှင်လွတ်ပေးမှာမဟုတ်တော့ဘူးဒီလိုပြောပြီးချင်းနေမင်းကမြေခွေးကိုချက်ချင်းတတ်လိုက်ပါတယ်ပြီးတော့အန်နီမီနူကိုကြည့်ပြီးကျွန်တော်ကိုခွင့်လွှတ်ပေးပါကျွန်တော်မှားသွားခဲ့ပါတယ် ကိစ္စမရှိပါဘူးချင်းသိမင်းအဲ့ဒီမြေခွေးကအရန်လဲတယ်သူကသူ့ရဲ့လိမ္မာပါနှမှုတွေကိုအသုံးချပြီးရှင့်ကိုလှည့်သွားခဲ့တာ ချင်းနေပြင်ဟာယာနုငတ်ကိုလှောင်ရင်ထဲကနေလွတ်ပေးလိုက်ပါတယ်ဒီတစ်ခါမှာတော့လူတန်းရဲ့သူရဲကောင်းဟာအန်နီမီနူငတ်ပဲဖြစ်သွားပါတော့တယ်